There he goes winner chicken dinner day to match သူတို့ကတော့ကျွန်တော်နောက်ဘက်က wine နဲ့ battle ဖြစ်လိုက်ရင်တော့အကောင်းဆုံးပဲ ကျူးမလည်းလွှင့်ထားပါတယ် FOG flat ပါ နဲ့ YG အတွက် လိုက်ကြသွားလို့ ချောင်းသွားမဲ့အခြေအနေမျိုးဖြစ်သွားလိမ့်မယ်လို့ပြောရင်စီတာတို့တက်ကလည်းကားနဲ့ပဲ position နဲ့လိုက်ပြီးတော့ကြည့်ရှုထားနေခဲ့ရင်တော့ဘက်က MG တော့အနေငယ်ကျွန်တော်အာယုံလေးတွေ လိုင်းလုံးနဲ့ရာဝိုင်းအခုတခြားလုံးလိုက်တခြားလုံးလိုက်ထပ်မကြတော့ MG ကလည်းသတိရထားရမယ်ဗျ BC နဲ့စီတာတို့ကပြန်ကြည့်နေတဲ့အခြေအနေမျိုးကသူတို့ဟိုနောက်တစ်စုံကြရင်ဇုံနဲ့ကက်ချင်တယ်ဒီနေထားအောင်မှာဘယ်ဘက်ကိုထပ်ပြီးတော့ဇုံသားနေဘက်ကိုတိုးရမလဲဆိုရယ်လမ်းကြောင်းတစ်ခုတော့စပြီးတော့ရှာဖွေနေပိုင်းမှာတော့တွေ့နေရတော့မယ်စာတာနောက်ကိုပြန်ပေါင်းမယ်ဒီဘက်မှာ Nate လုံး 2 man zone pressure အဲ့နာလေအဲ့နာဟမ် လာမယ် hype ဒီ Manet တို့ လိုက်ကြပြန်ပြီဗျာဘာမိုက်လဲကျွန်တော်တော့မကြောက်ဘူးလားဟယ်လိုကြားပါတယ် ခုနကဒီ Mumbai တို့မောင်းနေ hovercraft ကလေ တက်ပြလိုက်တာတော့ပြီးကြပြီလား မြင်တွေ့ထား ဟုတ်တယ် တောင်တွင်းကြီးသား MVP ကို နေဝါပြီ ကြားပါတယ် ကြားထဲမှာ Raimo တောင်တွင်းကြီးသား MVP ကိုရောက်ခံနဲ့ထိန်သွားတာ တော်ကြီး angle ကကျင်းသွားလို့ ရိုကြီးတို့ဟာမာနဲ့လို့ player မျိုးကိုနေရာကျော်ကြီးဖြစ်ချင်တဲ့ကောင်တွေကိုစဉ်းစားပေးလို့မရ ဒီခါလေးပါခေါ်ပြီးထားခဲ့တဲ့ YG နောက်တဲ့ Nate လုံးနဲ့ပဲ ဒီပေါင်း ဒီကြားရကနေပြေးလာမယ် ဘောင်းကျွေးမရပါနော် ထပ်မှန်ပြီးတော့ pressure ပြီးပြီးအောင်ပါဗျာ အားကြောင့်ပါကြီးဗျာ BC အသက်တိုးက6လောက်ထိုက်ပြန်ကြည့်လိုက်ပါနော် တန်ကြီးကျော်လောက်ထီကိုဒါဖန်တီးထားတဲ့အခြေအနေမျိုးမှာ YG နေနဲ့လည်းဒီပွဲတော့ကတော်ကြီးကိုကြီးကောင်းဒီမီနာတို့ချာဘောဘက်က Hill တို့ BDR တို့တော်ကြီးပျောက်ထားတဲ့အခြေအနေမျိုးမှာဒီဘက်ချန်ဒီတော့7 K လောက်ထိမရှိထားခဲ့တဲ့မှာနဲ့နောက်တော့ 1K Raimo ပြောက်ကိုပါခေါ်ပေးထားခဲ့တဲ့တော့ Thank you မရှာမိုင်း Thank you so much လက်ဆောင်လေးစံပေးနေတာ ထားခဲ့လို့ဂုံးဆောင်အောက်ထရတဲ့တောက်ရှောက်နေပြစ်ထုတ်ပေးနေခဲ့တဲ့အခြေအနေမျိုးမှာစပုတ်ကြားမှာပြန်ကဲပေးနေခဲ့တဲ့ဒီပုံစံဒီတာတယောက်ကိုဝါထပ်ပြီးအစဆွဲပေးထားခဲ့တဲ့မာနက်နဲ့အတူတူအနောက်မှာပို့တင် အခု like ကအဆင်ပြေသွားပြီမလား အခုမှတခါတည်းပဲ knock ပေးထားတယ် အခုအဆင်ပြေသွားပြီမလားအခုအဆင်ပြေသွားပြီမလား ဟုတ်ရဲ့ တင်နေတော့လား rotation တွေကြားထဲမှာလဲကြောတွေပါဖွင့်ခဲ့နိုင်ရှိနေခဲ့တဲ့ MJ ရှိပါ video man နဲ့ Roy ဝင်ပြတော့ boss ကြောက်ကထပ်ပြီးတော့ knock ပေးထားခဲ့လို့ YG အတွက်ဒီပွဲမှာအခွင့်ကောင်း ကြားထန်နေ ကျွန်တော်အစောပိုင်းချိန်နေတဲ့ဒီတော့ပြောခဲ့သလိုမျိုးကျွန်တော်အစာပိုင်း Iran ရဲ့ပွဲတွေကကျွန်တော်တို့အိတ်ကက်ထဲမှာရောက်နေပြီဆိုတာ Sammy အိတ်ကက်ထဲမှာရောက်ပြီလား ရိုကြီး ရောက်ပြီနော်ရောက်နေရပြီရောက်နေဖို့ပဲလိုတာဂျိုင်းမှာ potato ဒေဘောတယောက်ကထပ်ပြီးတော့ပေးထားခဲ့သလိုပြေးတက်လာခဲ့တဲ့2မဲအိမ်ခွေလေးကြောင့်တွေးတဲ့စားအိမ်တိုင်း potato နဲ့အတူတူတဲ့ပဲပြေးတက်လာခဲ့တဲ့သပင်နောက်မှာcomplete စတာ3 for the win 3 for the win ရမေးတာခဲ့တယ် chicken dinner day to match to တော့အနေနဲ့အမတ်အကုန်လုံးထပ်ပြီးတော့သိမ်းပိုက်ပါချုံတိုင်းနေညူလာတော်တော့အဲ့မြူလာမန်းငယ်လို့အဲ့လိုပုံစံတော့